တော်တာရှင်များမင်္ဂလာပါရှင် KK Read for You Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့ဖတ်ပြမယ့်ဝတ္ထုလေးကတော့စာရေးသူမောင်တုံညအကြောင်းဆရာရဲ့နူနာဝဲဆွဲရေးတရေဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ကျွန်မနဲ့အတူလိုက်ပါဖတ်ရှုကြရအောင်နော်နူနာဝဲဆွဲရေးတရေမိုးစင်စင်လင်းသည့်အချိန်၌ပဲခူးရိုးမှတော်တဲ့သို့အသက်ကြီးသောလူကြီးတစ်ယောက်နှင့်ကလေးတစ်ယောက်တို့သည်လမ်းလျှောက်လာကြ၏ထိုအချိန်တွင်ငှက်များသည်တောင်တက်လန်းတနေရာမှထပြန်သွားကြ၏ထိုအခါအသက်ကြီးသောလူကြီးသည်လမ်းလျှောက်နေရာမှရက်လိုက်ခါထိုနေရာသို့ကြည့်လိုက်၏ထို့နောက်တောင်တက်သည့်လမ်းအတိုင်းဆက်မသွားတော့ပဲဖြက်လန်းကတက်မိအနေထားပြင်ကပစိုးကိုတူတူပြင်ဆင်လျက်ဓမ္မကိုယူပြီးရှိုးမြောင်နေဆင်းကကုန်းအတက်ကိုတစ်ကိုင်းအခက်အလက်တွေကိုခုတ်တော့၏ခုတ်ပြီးသားတစ်ကိုင်းတွေကိုရှင်းလင်းကသူတို့နှစ်ဦးသည်တောင်ပေါ်သို့ဖြက်လန်းကနေပြီးတက်ကြလေ၏ဟာအဖေဒီမရေကန်ကြီးအေးကွာဘယ်တော့ကပေါ်လာတာပါလဲတားဖနှစ်ဦးဒီခါရေကန်တို့ကြည်နေကြ၏ခဏအကြာတွင်ဖခင်ဖြစ်သူကလာကွာဖေတို့ဝါရင်ခုတ်ပြီးအပြန်ကြမှရေကန်နားမှာအနားယူကြတာပေါ့လွန်ခဲ့သောနှစ်အနည်းငယ်အကြာကဖြစ်သည်အနူတင်ကြီးလာနေပြီဟဲ့အနူတင်ကြီးလာနေပြီမိန်းမကြီးတယောက်သည်မောင်းထောင်းနေရင်းကဟဲ့ကလေးတွေဟိုမှာတင်ကြီးလာနေတဲ့လာလာအိမ်ထဲဝင်နေကြကလေးများသည်ကစားနေရမှအိမ်ထဲအမြန်ပြေးဝင်နှုတ်မှလည်းအနူကြီးသွားဝိုင်းရီအော်ဟစ်ခါပြောကြ၏ဒင်ကြီးသည်ရွာထဲသို့လမ်းလျှောက်လာရင်တနေရာအရောက်တွင်ရက်ခါဟိုဟာကမိဆန်းအေးသမီးမိလုံးထင်တယ်ငါအသာလေးသွားအောင်မှာပဲဒင်ကြီးလည်းမိလုံးထံသို့တိတ်တိတ်ကလေးလျှောက်လာခဲ့၏ဟေးမိလုံးအမလေးမိလုံးဆိုသောမိန်းကလေးသည်အဝတ်လန်းနေရာမှနောက်ကိုကြည့်ကကြောက်လန့်ပြီးချက်ချင်းဆိုသလိုအိမ်ထဲပြေးဝင်သွား၏ထို့နောက်ဒင်ကြီးသည်မိလုံးဝင်သွားသည့်အိမ်ရှိတွင်ရက်ခါမလန့်မာနဲ့မိလုံးရဲ့ထိုအခါအိမ်ထဲမှလူကြီးတဦးသည်ထွက်လာပြီးဟဲ့ကောင်ဒင်ကြီးမင်းဘာလာလောက်တာလဲအော်ကျုပ်ထမင်းစာလို့ပါဟာကွာမင်းမလာနဲ့ငါတို့ယောဂါတွေကူးကုန်မယ်တွားဒင်ကြီးသည်ခေါင်းငါရက်နေတော့၏ထိုလူကြီးသည်ဒင်ကြီးကိုကြည့်ပြီးမျက်နှာရှုံမဲ့ကဟဲ့ကောင်တွားတော့ဆိုမတွားဘူးလားငါဒုံးနဲ့ရိုက်လိုက်ရမိလုံး၏အဖေသည်ဒုတ်ကိုဆွဲကအပြင်သို့ထွက်လာ၏ထိုအချိန်တွင်ရွာမလူများလည်းအရှိုရောက်လာကြ၏ထိုလူများထဲမှယောက်ျားတစ်ယောက်ကဟဲ့ဒင်းကြီးရွာထဲကိုဘာလို့ဝင်လာတာလဲကွာကျုပ်ဘိုက်စာလို့ပါဗျဟာကွာမင်းကိုထမင်းလာပို့တာပဲခဏဆောင်ပေါ့အာသွက်ရှာသွက်မိန်းမတစ်ယောက်ကဟဲ့ရေမချိုးမိုးမချိုးညစ်ပတ်နေတာနူနာကဆွဲတော့ပို့ဆိုးတာပေါ့နင်းကြောင့်ငါတို့တွေပါယောဂကူးကုန်တော့မယ်ဟုတ်တယ်သွားအခုထွက်သွားဒီဘက်မှာတော့မနေနဲ့တော့နင်းကြောင့်ရွာနာတယ်စတော့ရွာသားများ၏တယောက်တစ်ပေါက်ဆိုသလိုပြစ်တင်ဝေဖန်တန်တွေကြောင့်ဒင်ကြီးသည်ငိုမဲမဲမျက်နှာဖြင့်မျက်လုံးကိုအောက်သို့ချကငိမ့်နေ၏ဟဲ့ကောင်သွားတော့ကွာသွားဟာတန်ငယ်ရည်တွေကျနေပြီကဲကွာအမလေးဗျာခဲဖြင့်ပြစ်ပေါက်တာခံရသဖြင့်ဒင်ကြီးလဲကျသွား၏ဟေးဟိုမှာတကြီးလာနေပြီရွာသားတွေအနားသို့တကြီးရောက်လာ၏ဒင်ကြီးလဲတကြီးအားမောကြည့်လိုက်၏တကြီးကဒီမဲ့ဒင်ကြီးမင်းဘာလာလောက်တာလဲကျုပ်ဘိုက်စာလို့ပါဗျာမင်းဘိုက်စာရင်စောင့်နေလေဘာကြောင့်ရွာထဲဝင်လာတာလဲတစ်ချိန်လဲမဟုတ်ဘူးအခုကအချိန်ပဲမင်းလောက်ပုံနဲ့တရွာလုံးယောဂကူးကုန်လိမ့်မယ်ကွာကျုပ်ဘိုက်ဓာတ်စာလာလို့ပါဗျာဟဲ့ကောင်သွားတော့ငါဒေါသထွက်မလာခင်မင်းသွားတော့ပြောဆိုတကြီးသည်နှလုံးယူကိုဒင်ကြီးစီသို့ချိန်ရွယ်လိုက်လေ၏ထို့အခါဒင်ကြီးသည်မတ်တက်ပြန်ထကခေါင်းကိုငုပ်၍ရွာထဲမှထွက်သွားတော့၏ရွာအပြင်တဲတလုံးတွင်
ငါ့ကိုယောဂကူးမှဆိုးလို့ပြစ်ပယ်ထားကြတယ်ငါဘာမှမပြောပါဘူးငါစာလို့ရွာထဲဝင်တော့ငါ့ကိုနှင်ထုတ်ကြတယ်ငါကျမ်းမာရေးကောင်းခဲ့တော့ငါရွာမှာလဲရက်ကျိုးရွာကျိုးကိုတည်ပိုးခဲ့တာပဲလေငါအခုလိုနူနာဆွဲကတ်တော့မှပြစ်ပယ်ရက်ကြတယ်အော်ငါဘဝမင်းတို့ရွာမှာငါမနေဘူးငါနေရလဲမင်းတို့မလာကြနဲ့ဟုအော်ဟင်းရင်ငိုနေလေ၏အနာတွေရဲ့ပြည်ပုတ်တွေသည်တောက်လျှောက်ကြလာတော့၏ကြလာတော့တန်ငန်ရည်တွေကိုလက်ဖြင့်တုပ်ရင်ငိုနေမိတော့၏ငါမုန်းတယ်ငါလူတွေကိုမုန်းတယ်ဟိုအောင်ကိုကမရက်မနာငိုနေမိလေ၏တောကြီးကန်းတို့သည်တောထဲကနေမရက်မနာအော်မီလျက်ရှိသည်ထို့နောက်ဒင်ကြီးသည်ငိုယိုပြီးတောကြီးကန်းတို့အတန်ကိုလိုက်ရင်းရိုးမတောထဲသို့ဝင်သွားတော့၏ညနေဆောင်အချိန်၌ရွာသူရွာသားတို့သည်တကြီးအိမ်သို့ရောက်ရှိလာကြ၏တကြီးဟေးဟေးဘာဖြစ်ကြတာတော့ရွာပြင်မှာနေတဲ့ဒင်ကြီးတယောက်မတွေ့တော့ဘူးဗျရိုးမာထဲမှာလိုက်ပတ်ကြည့်ကြအောင်တော်ကြာတေနေလို့ပုတ်စော်နန်းနေအောင်မယ်ကျွန်တော်တို့ရှာခဲ့သေးတယ်မတွေ့ဘူးတကြီးသည်ဆေးဘောလေးကိုဖွာရင်တက်ပေတက်တာကံမတကာပဲဟေးဘယ်တက်နိုင်ပါမလဲတစ်ချိန်ကချောင်းဆက်တွင်ငါးဖမ်းပြီးပြန်လာတော့ဒင်ကြီးကိုတွေ့တော့တကြီးကဟဲ့ဒင်ကြီးဗျာတကြီးအေးမင်းမနေ့ပြန်ကြရင်ရွာဦးကဇေဒီမှာထုံးတင်ကန်းတုပ်ပေးအောင်ဟေးဟုတ်ကဲ့တကြီးကျွန်တော်လုပ်လိုက်ပါမယ်ဒင်ကြီးသည်အိမ်ချေအနှဲငယ်ရှိသောတင်းငုတ်တို့ရွာ၌ကာလာသားကောင်းဆောင်တဦးဖြစ်ခဲ့ပြီးရက်ကျိုးရွာကျိုးများကိုလည်းကိုယ်တိုင်ကိုယ်ကျပြုလုပ်ပေးသဖြင့်ရွာ၏အားကိုးရသောသူတဦးဖြစ်ခဲ့၏တနေ့ဒင်ကြီးတယောက်ချောင်းထဲငါးဖမ်းရင်လက်တွေခြေတွေရားရံသဖြင့်ကုတ်ရင်ဖြင့်နူနာဆွဲကပ်လာတော့၏ပထမတွင်ရွာကဆေးကုပေးတော်လဲနောက်ပိုင်းတွင်နူနာယောဂါမှာတစဆိုးရလာ၍ကူးဆက်ယောဂါဖြစ်မည်ဆိုသဖြင့်ရွာထဲ၌မထားတော့ပဲရွာအပြင်၌တဲထိုး၍နေခိုင်း၏ထမင်းနဲ့ဟင်းများကိုရွာကလူများကအလှည့်ကျလာပို့ကြ၏တခါတရံဘိုက်ကစားသဖြင့်ရွာထဲသို့သွား၏သို့သောရွာသားများ၏နှင်ထုတ်တာခံခဲ့ရသေး၏မိမိဘဝသည်ရွာ၏ကာလာသားကောင်းဆောင်ဘဝမှာအခုတော့ရွာ၏အပေခံဘဝမျိုးကိုရောက်မှန်းမသိရောက်လာ၏ထို့ကြောင့်မိမိဘဝကိုယွံမုန်းလာခဲ့၏ဒင်ကြီးသည်နေ့စဉ်ကြည်စရာဆိုလို့ရိုးမတော်တာရှိ၏တယောက်တည်းဖြစ်၍အဖော်မဲ့နေခဲ့၏နောက်ပိုင်းတွင်ဒင်ကြီးသည်ရည်ချင်းလဲရှိနေတတ်၏ဝမ်းနေစရာတွေးမိရင်လဲမရက်မနာငိုနေတတ်ပြန်၏တားဖားနှစ်ယောက်တောင်ပေါ်မှပြန်အစဉ်လာဖို့သူရေခမ်းနားမှာခဏနားကြရအောင်ထမ်းလာခဲ့ကြသောဝက်လုံးများကိုခဏချကအနားယူကြရင်တားဖြစ်သူကရေခမ်းကိုကြည့်ကဖေးတားရေကူးကျင်တယ်ရေခမ်းကကျင်းလေးကိုမင်းကကူးမလို့လားဟာဖေကလည်းဗျာအေးကွာကူးကျင်လဲကူးထို့နောက်ကလေးသည်ရေခမ်းထဲသို့ဆင်းပြီးပျော်ရွှင်စွာရေကူးရင်းနေတော့၏ဖိုးထူး၏အဖေသည်အရက်ပလင်းကိုထုတ်၍တောက်နေ၏ထို့နောက်ခုတ်လာသောဝါးစီးကိုကြည့်ကအတွေးနဲ့ချက်နေမိ၏ထိုအချိန်တွင်အဖေလောပါအောင်ကျုပ်ကိုဆွဲတာရေကူးနေသောကလေးသည်ရေယာ၏အလဲတွင်အော်ဟစ်ခါနင်းမြုပ်သွားတော့၏ထိုအခါဖိုးထူး၏ဖခင်သည်ဖိုးထူးရေကန်တော်သို့ခုန်ဆင်းကဖိုးထူးကိုရှာ၏ရေကန်မှာမနစ်တော်လဲဖိုးထူးကိုရှာမတွေ့ရတော့ချေညနေဆောင်အချိန်တွင်ရွာထဲသို့လူတစ်ယောက်ပြေးဝင်လာ၏သူ၏တကိုယ်လုံးရွှွများပေချံကပါဇက်ကလည်းကဲကြပါအောင်ဟေးအုံမောင်ဘလို့ဖြစ်လာတာလဲဟိုကျုပ်သားလေးရင်းနေသွားတာလောက်ကြပါအောင်ဗျာရွာသားများသည်အုံမောင်နှင့်အတူတောထဲသို့လိုက်သွားကြလေ၏ဒီမှာကျုပ်တို့ဒီနေ့ကနေတောင်ပေါ်ဖြတ်တတ်တာပ
ပြောဆိုဆိုအုံးမောင်ကရှေ့ကခေါ်ဆောင်သွားလေ၏ဟာဒီပေါ်မှာရေကန်ရှိတယ်ဘယ်ရောက်သွားတာလဲရွာသားများနှင့်အုံးမောင်တို့လည်းရေကန်ကိုရှာဖွေကြသည်အတန်ကြာသောအခါရွာသားတစ်ယောက်ကဟေ့အုံးမောင်ရေကန်ကိုမတွေ့ပါလားကွာဒီနားလေးမှာကျုပ်သားရေနစ်တာဟာမင်းသားရေနစ်ရေကန်ရှိရမှာပေါ့မင်းကမူးနေတာဖေနာကရေကန်လဲရေကန်မရှိဘူးစမ်းကြောင်းပဲရှိတာမင်းသားကအိမ်ပြန်သွားတာဖြစ်မှာပေါ့မဟုတ်ပါဘူးဗျာတကယ်ပါကျုပ်ကိုတနာပါဗျာဟေးနေဝင်မိုးချုပ်တော့မယ်ပြန်ကြမယ်ကလေးပြန်မတွေ့ရင်တကြီးစီသွားပြီးဒီကိစ္စအမှုဖွင့်ကြတာပေါ့အုံမောင်ကိုတယောက်တစ်ပေါက်ပြောဆိုကြရင်ဖြင့်နေဝင်နေပြီဖြစ်သဖြင့်ရွာသို့ပြန်ခဲ့ကြ၏ဂျပန်ဝင်ကားစားအချိန်တွင်တိုင်းရင်းပြည်မငြိမ်သက်သည့်ကာလမို့အုံမောင်ဤသားပျောက်ဆုံးမှုကိုတကြီးကပလိတ်သို့မတိုင်ကြတော့ပေအုံမောင်လည်းစိတ်ထန်ရာရကယူတလူလူကြောင်းတလူလူဖြစ်နေတော့၏များမကြာမီတနေ့တောထဲကမြစ်ချိုးပြီးပြန်လာတော့မိန်းမနှစ်ယောက်ထဲမှာတယောက်သည်တနေရာအရောက်တွင်ဟဲ့ရေကန်လေးပါလားထိုမိန်းမသည်ရေကန်ရှိရာသို့သွားကခဏနေအောင်ရေကကြီးနေတာပဲရေတောက်ချင်တာနဲ့အတော်ပဲဆိုပြီးရေကန်ထဲမှရေကိုတောက်ခဲ့၏ရွာသို့ပြန်လာချိန်တွင်ရေတောက်ခဲ့သောမိန်းမမှာအော်အန်ကတေဆုံးသွားခဲ့၏တချွားရာမှမုတ်ဆိုးတယောက်တည်လဲတော်တဲ့အမဲလိုက်ရင်ဂျပန်လေရင်တွေပြန်တန်းလို့ပုံအောင်နေရမှာထိုရေကန်ကိုတွေ့ခဲ့ပြီးထိုရေကန်အလဲတွင်ရေတွေထဲမှာလူတစ်ယောက်အိတ်နေသည့်ပုံစံကိုတွေ့မြင်ရသည်ဟုဆိုပြန်၏တခါကလည်းထင်းသွားခုတ်တဲ့သားမိ3ယောက်ပြန်လာချိန်ရေကန်ကိုတွေ့သဖြင့်ကြည့်နေရမှာရေကန်သည်အလိုလိုပျောက်ကဲသွားလေ၏ရွာကလူတွေသည်လည်းတောတောင်တွေကရေကန်အပေါ်တန်တရားဝင်လာခဲ့ကြ၏ဒီလိုနဲ့တစားတောတွေကရေကန်ကိုရွာကလူများကတနေရာတွင်ပေါ်ပေါက်ခဲ့ပြီးလူတွေကို6လန့်ကပျောက်ကွယ်သွားတတ်သည်ဖြင့်တရေ6သည်လို့ပြောစကားတွင်လာခဲ့ကြသည်တချို့ကဟောက်တန်ကြား၍သွားကြည့်ရာရေရီရွှဲဆူနေသောလူတအူးပုံစံကိုတွေ့ရသည်ဟုလည်းပြောကြ၏တခါတရံအနာရီကုတ်နေသောရေထဲကလူလိုပုံစံကိုလည်းပြောကြသေး၏ရေအိုင်ကြီးထဲမှာအနီရောင်သွေးတွေနဲ့စူပွက်နေတာတွေငှက်တွေပြန်တန်းသွားတာတွေထိုနေရာ၌ထိုရေကန်ကြီးကိုတွေ့မြင်ခဲ့ရတာတွေစသောထိတ်လန့်ခြောက်ခြားဖွယ်အဖြစ်များဖြင့်ရေကန်ကိုတွေ့မြင်ရသောအခါရွာသားများသည်ဒင်ကြီးဖြစ်မည်ဟုပြောဆိုကြ၍ကြောက်ရွံ့ကရိုးမသို့တယောက်တည်းပင်မဝင်ရဲဖြစ်နေကြတော့၏ထိုရေကန်သည်တင်းငုတ်တို့ရွာအဖို့ခြောက်ခြားစရာဖြစ်လာခဲ့ရ၏ထို့သို့ဖြစ်လာသောအခါ၌ရွာသားများသည်တကြီးနှင့်တိုင်းမင်းကရွာမဆရာတော်ကိုတွားရောက်လျှောက်ထားပြီးတခြားရွာထဲမှစစ်တမ်းကားတော်များပင်၍တောတောင်ထဲသို့မြစ်တာပို့ခိုင်းလေ၏ထို့နောက်တကြီးဥဆောင်၍ရွာသူရွာသားများကသူတို့ဒင်ကြီးပေါ်မှားခဲ့တဲ့အမားတွေစေတနာဇိုးတွေကိုခွင့်လွတ်ပါလို့ကိုယ့်ရဲ့တိုင်ပြောကြပြီးဒင်ကြီးအတွက်ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့ကြသည်တင်းငုတ်တို့ရွာမှလူများသည်တောတဲ့အဝင်တွင်အုံပွဲငှက်ပြောပွဲကိုဒင်ကြီးအတွက်ရည်စူးကထားရှိထားကြ၏တောထဲသို့ရွာသားများဝင်သည့်အခါ၌ဒင်ကြီးကိုမြစ်တာပို့သား၍ဝင်ခဲ့ကြ၏ကုသိုလ်ကောင်းမှုပြုကြသည့်နောက်ဆုံးရက်ညနေဆောင်အချိန်တွင်ကောင်းကင်ယံသို့ရိုးမတောထဲမှကြီးကန်းအုပ်လိုက်ကြီးပြန်တန်းသွား၏ထိုအချိန်မှစ၍တောတောင်ထဲတွင်ရေကန်ကိုမတွေ့ရတော့ချေများမကြာမီအချိန်အတွင်းတင်းငုတ်တို့ရွာကလေးသည်လည်းစစ်အတွင်း၌ရွာပြက်တပွဲဖြစ်သွားခဲ့တော့လေစာရေးသူရဲ့ဝိထုလေးကဒီမှာပြီးဆုံးပါပြီရှင်သောတာရှင်များကိုယ်စိတ်နှပြကျမ်းမာချမ်းသာပါစေလို့ဆုတောင်းရင်းနှုတ်ဆက်လိုက်ပါတယ်နောက်ထပ်စိတ်ဝင်စားဖွယ်ဝိထုလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notification လေးကိုနှိပ်ခဲ့ပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်